တရက်မှာတော့ဖိုးစိန်ဆိုတဲ့လူတစ်ယောက်ဟာခရီးထွက်လာရင်းနဲ့တောအုပ်တစ်ခုတည်းကိုရောက်လာခဲ့ပါတယ်ဟာပြင်မလိုက်တာရေလေးတစ်ခွက်လောက်တောက်လိုက်ရရင်ကောင်းမှာပဲကွာဒီလိုနဲ့သူဟာသွားနေရင်းနဲ့လမ်းမှာရေတွင်းတစ်ခုကိုတွေ့ခဲ့ပါတယ်ဟိုးရေတွင်းမှာလားကဲစားပါဗျာကဲစားပါအကိုရေကျွန်တော်ရေတွင်းနဲ့ကြားနေလို့ကဲထုတ်ပေးပါဒီထဲမှာလူတွေကိုဒုက္ခပေးမဲ့တောရိုင်းတိရစ္ဆာန်တွေကလည်းရှိနေတယ်ဗျမဟုတ်ပါဘူးငါတို့မင်းတို့ဒုက္ခမပေးပါဘူးဂရိပေးပါတယ်ကိုကိုရေငါတို့မင်းအကူကြီးကိုလိုအပ်နေပါတယ်ကောင်းပြီဒါပေမဲ့လောလောဆယ်ငါ့ကိုရေတစ်ခွက်လောက်ပေးပါဖိုးစိန်ကရေပုံးကိုယူပြီးရေတွင်းထဲကိုပြစ်ချလိုက်ပါတယ်အဲ့ဒါနဲ့ချင်းသေးကြီးကပုံးထဲကိုရေတွေဖြည့်ပေးလိုက်တယ်အဲ့ဒါကြောင့်ဖိုးစိန်ကရေပုံးကိုပြန်ဆွဲတင်ပြီးရေတွေကိုအငမ်းမရတောက်ပစ်လိုက်တာပေါ့လေကဲဟုတ်ပြီမင်းတို့အားလုံးကိုငါအခုကယ်ပေးပါမယ်ကျွန်တော်ကိုအရေးကယ်ပါမဟုတ်ဘူးလေအားလုံးကိုတူတူကယ်ပေးပါကယ်ဖို့အတွက်ကျွန်တော်အရင်ပြောတာလေကျွန်တော်ကိုပဲအရင်ကယ်ပါငါတို့တွေအားလုံးတူတူစူးစမ်းကြရအောင်ရှင်လေးဘောကအကိုကြီးဘယ်သူကိုအရင်ကယ်ရမလဲဆိုတာကိုမင်းမဆုံးဖြတ်ပါတော့ချင်းသေးကြီးကငါတောက်ဖို့အတွက်ရေကိုဖြည့်ပေးခဲ့တယ်လေအဲ့အတွက်ချင်းသေးကြီးကိုငါအရင်ကယ်ရမှာပေါ့ဒီလိုနဲ့ဖိုးစိန်ကရေတွင်းထဲကိုကြိုးတစ်ချောင်းပစ်ချလိုက်တဲ့အခါမှာတော့ချင်းသေးကြီးကသူ့ရဲ့ခါးမှာချီနှောင်လိုက်ပါတယ်ရပြီတကယ်ကြီးရေဆွဲတင်ပေးပါဒီလိုနဲ့ချင်းသေးကြီးကရေတွင်းထဲကနေလွတ်မြောက်ခဲ့ပါတယ်ကျေးဇူးပါတကယ်ကြီးရေမင်းကအရန်ကိုမှကျင်နာတတ်တာပဲငါကတော့ဒီတော်ဦးရဲ့ဘရင်ကေတရာသာချင်းသေးမင်းပါပဲမင်းအကူကြီးလိုအပ်တယ်ဆိုရင်ဘယ်အချိန်မဆိုငါ့ကိုသတိရလိုက်ပါငါကတော့ဒီတော်ဦးရဲ့အစွန်းလိုက်ကူကြီးထဲမှာနေပါတယ်အဲ့လိုပြောနေရင်းနဲ့ချင်းသေးကြီးကသူ့ဘက်ကိုတိုးကပ်လာတဲ့အတွက်ဖိုးစိန်ကလန့်သွားခဲ့တယ်ဒါပေမဲ့ချင်းသေးကြီးကယူရဆောင်နဲ့သူ့ရဲ့ဦးခေါင်းနဲ့ဖိုးစိန်ကိုပုတ်တက်လိုက်တယ်မင်းအကူကြီးပေးခဲ့တာကိုငါဘယ်တော့မှမမေ့ပါဘူးဒါပေမဲ့ငါတကူလောက်အကြံပေးခြင်းတယ်ရေတွင်းတွေကလူကိုလုံးဝမကယ်ပါနဲ့ချင်းသေးကြီးကအဲ့လိုပြောပြီးတောအုပ်ကြီးတွေကိုထွက်သွားခဲ့ပါတယ်ရပြီအခုငါ့ကိုဆွဲတင်ပါတော့နော်ချင်းသေးကြီးကိုဆွဲတင်ရတာအရန်လေးတဲ့အတွက်ငါလက်တွေနာနေတယ်အဲ့အတွက်အပေါ်ဆုံးတတော်ကိုပဲငါအခုဆွဲတင်လို့ရပါမယ်အဲ့ဒါဆိုရေပုံးကိုကျိုးနဲ့ချီပြီးပြစ်ချလိုက်ပါငါတက်လာခဲ့ပါမယ်ဒီလိုနဲ့ဖိုးစိန်ကရေပုံးကိုကြိုးချီပြီးပြစ်ချလိုက်တဲ့အတွက်မွေလေးဟာရေပုံးထဲဝင်ရင်အပေါ်ကိုပြန်ရောက်လာခဲ့ပါတယ်ကျေးဇူးပါကွာငါနာမည်ကတော့နာကင်းဖြစ်ပါတယ်မင်းကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးတကယ်လို့မင်းကငါအကူကြီးလိုအပ်လာခဲ့မယ်ဆိုရင်ငါ့ကိုအာရုံပြုလိုက်ပါမင်းစီကိုငါအရောက်လာခဲ့ပါမယ်ဒီလိုနဲ့မွေလေးကဖိုးစိန်ရဲ့ခြေထောက်အနားကိုပြေးကပ်သွားတဲ့အတွက်ဖိုးစိန်ကလန့်သွားခဲ့တယ်ဒါပေမဲ့မွေလေးကဖိုးစိန်ရဲ့ခြေထောက်ကိုဦးနဲ့တိုက်ပြီးအယိုသိပေးလိုက်ပါတယ်တကယ်ကြီးရေတွင်းနဲ့ကြားနေတဲ့လူကိုလုံးဝမကယ်ဖို့အတွက်ငါမင်းကိုမာခဲ့ခြင်းပါတယ်ကွာဝေလေးကအဲ့လိုပြောပြီးအဝေးကိုထွက်သွားခဲ့တယ်ဒီလိုနဲ့ဖိုးစိန်ကရေတွင်းထဲကိုကျိုးပြန်ပစ်ချလိုက်ပါတယ်ဒီတစ်ခါမှာတော့မြောက်လေးကတွေ့တက်လာခဲ့တယ်အပေါ်လဲရောက်ရောဖိုးစိန်ရဲ့ပခုံးပေါ်ကိုခုန်တက်လိုက်တယ်ဟာဟဲ့အောင်ငါ့ကိုမကိုင်းနဲ့လေကွာငါမင်းကိုကယ်ပေးရသေးတယ်ဒါပေမဲ့မြောက်လေးကဖိုးစိန်ကိုအာဝါပေးပြီးပြန်ဆင်းလာခဲ့တယ်ငါနာမည်ကတော့မြောက်ကလေးပါလီပါငါ့ကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်ဒီတောအုပ်တွေကိုမင်းပြန်ရောက်ခဲ့မယ်ဆိုရင်မင်းကိုစားကောင်းတောက်ပွဲတွေနဲ့ငါဧည့်ခံပါမယ်မြောက်လေးကအဲ့လိုပြောပြီးအဝေးကိုထွက်သွားခဲ့ပါတယ်ကဲရေတွင်းဘောကအကိုရေအခုငါ့ကိုကယ်ပါတော့နော်အဲ့ဒါနဲ့ဖိုးစိန်ဟာရေတွင်းနဲ့ကျိုးကိုပြစ်ချပြီးအဲ့လူကြီးကိုပတ်ခိုင်းလိုက်ပါတယ်ပြီးရောဆွဲတင်လိုက်တဲ့အခါမှာတော့အဲ့လူကြီးရဲ့ခန္ဓာကိုယ်ကဝါတဲ့အတွက်အရန်ကိုလေးလံခဲ့ပါတယ်ဒါပေမဲ့ဖိုးစိန်ကရအောင်စူးစမ်းပြီးအပေါ်ရအောင်ဆွဲတင်ခဲ့တယ်မင်းကတော့ငါဘွားကိုကယ်ခဲ့တာပဲငါနာမည်ကဥတိုပါငါကရွှေပရိလောက်ပါတယ်တစ်ချိန်ချင်းကြမင်းပတ်စံလိုအပ်လာခဲ့မယ်ဆိုရင်ငါဆိုင်ကိုလာခဲ့ပါငါဆိုင်ကတော့ဟိုဘက်နားကရွာလေးထဲမှာရှိပါတယ်ရွာထဲမှာငါနာမည်ကိုမေးလိုက်ရင်လူတိုင်းသိတယ်ကောင်းပါပြီအကိုရေလောလောဆယ်တော့ငါလည်းသွားတရားရှိလို့ခရီးဆက်လိုက်ပါဦးမယ်အဲ့လိုပြောပြီးသူတို့နဲ့ဟောအဲ့ဒီမှာပဲလမ်းခွဲခဲ့ပါတယ်ဒီလိုနဲ့6လလောက်လဲကြာရောဖိုးစိန်ကအဲ့ဒီတောအုပ်ကြီးတဲ့ကိုနောက်တစ်ချိန်ပြန်ရောက်လာခဲ့တယ်ရေသားဖို့အတွက်ရေတွင်းထဲမှာရေလာခတ်ရေးဒီမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုသတိရသွားတယ်နောက်ပြီးမြောက်ကလေးပါလီပြောခဲ့တာတွေကိုရောပေါ့ပါလီရေဖိုးစိန်ရဲ့အတန်ဟာကျဲလောင်သွားတဲ့တောနက်ကြီးတဲ့ကိုပြန့်နှံ့သွားခဲ့တယ်မြောက်ကလေးပါလီဟာအဲ့အတန်ကိုကြားတာနဲ့တပြိုင်နက်ဖိုးစိန်ရှိတဲ့အရက်စီကိုတဟုန်တိုးခုန်ပေါက်ပြေးလွှားပြီးရောက်လာခဲ့တယ်အိုးတကယ်ကြီးကျိုးဆိုပါတယ်မင်းနောက်တစ်ခေါက်ပြန်ရောက်လာပြီပဲဟ
ဟုတ်တယ်ပါလီရေငါအခုလောလောဆယ်ဘိုက်အရန်စာနေလို့မင်းမအစားတောက်တွေနည်းနည်းရှိရင်ကြွေးပါဦး ခဏလေးစောင့်နော် ဒီလိုနဲ့ဘာလီကလက်ခုပ်နှစ်ချက်တီးလိုက်တဲ့အခါမှာတော့မြောက်ကလေးနှစ်ကောင်ရောက်လာခဲ့တယ်ဘာလီကမြောက်တွေရဲ့ဘာသာစကားနဲ့လည်းပြောလိုက်ရောအဲမြောက်နှစ်ကောင်ဟာတောထဲကိုပြန်ပြီးထွက်သွားခဲ့ပြန်ပါတယ်ခဏအကြာမှာပြန်ရောက်လာပြီးသူတို့ရဲ့လက်ထဲမှာတော့စားတောက်ဖွယ်ရာတစ်တီးတွေကိုကင်လာခဲ့တယ် စားပါတကယ်ကြီးရေဒါကမင်းအတွက်ပါ ဖိုးစိန်ကလည်းဘိုက်စာလေးတာနဲ့အသီးတွေကိုယူပြီးအားရပါရစားတောက်ပြစ်လိုက်တယ်ကျေးဇူးပါဘာလီရေငါဘိုက်ဝသွားပါပြီအမှန်တိုင်းပြောရရင်ငါအစားတော့မစားရတာ2ရက်တောင်ရှိပြီကွာ ဟင်းဟုတ်လားဘာလို့တော့ ဘယ်လိုပြောရမလဲကွာငါတို့လူအသားဝိုင်းမှာတော့အရာရာကိုပတ်စံနဲ့ပေးပြီးဝယ်ရတယ်ကွာငါမှပတ်စံမရှိဘူးအဲ့ဒါကြောင့်ဒီတောထဲကိုလာဟင်းသီးရွက်တွေခူးပြီးဈေးမှာတွားရောက်မလို့အဲ့ဒါမှပတ်စံရမှာ အဲ့ဒါဆိုရင်မင်းရဲ့အခက်အခဲတွေကိုချင်းသေးကြီးကကူညီနိုင်ပါလိမ့်မယ်ငါမင်းကိုသူ့စီခေါ်သွားပေးမယ်လေ ဒီလိုနဲ့မြောက်ကလေးပါလီကဖိုးစိန်ကိုခေါ်ပြီးချင်းသေးကြီးရဲ့ကြောက်ကူဘက်ကိုထွက်လာခဲ့တယ်ချင်းသေးကြီးပြောချင်းသေးကြီးရဲ့ဖိုးစိန်ရဲ့အတန်ကိုလည်းကြားရောချင်းသေးကြီးကပျော်ရွှင်ဝမ်းမြောက်စွာနဲ့ပြေးထွက်လာခဲ့တယ် အိုးမင်းပြန်ရောက်လာပြီပဲ ဟုတ်တယ်ချင်းသေးကြီးရေသူကမင်းရဲ့အကူအညီတွေကိုလိုအပ်နေတယ် ဒီလိုကွာအစားတောက်တွေဝယ်စားဖို့အတွက်ငါမှပတ်စံမရှိဘူးအဲ့အတွက်အသီးနှံတွေခူးဖို့အတွက်ငါလာခဲ့တာငါ့ကိုကူညီပါဦးအဲ့ဒါနဲ့ချင်းသေးကြီးကကြောက်ကူတဲကိုဝင်သွားပြီးပြန်ထွက်လာတဲ့အခါမှာတော့သူ့ရဲ့ပါဇက်ထဲမှာအထုပ်တစ်ထုပ်ကိုကိုက်လာခဲ့တယ် ကဲတကယ်ကြီးရေဒီထဲမှာတော့ရွှေငွေကြောက်တံပရမ ्या တွေပါပါတယ်ဒါတွေကိုထုခွဲရောင်းချပြီးစီးပွားရှာပါတော့ ကျေးဇူးတင်ပါတယ်ချင်းသေးကြီးရေဖိုးဆိုင်ကချင်းသေးကြီးစီကယတနာတွေကိုယူရင်းပြန်ရောင်းဖို့အတွက်ဦးတိုးကိုတတိယသွားခဲ့တယ်အဲ့ဒါနဲ့ဦးတိုးရဲ့ဆိုင်စီကိုထွက်လာခဲ့တယ်အိုးကျိုးဆိုပါတယ်တကယ်ကြီးရေငါဆိုင်ကိုမင်းဆိုင်လို့ပဲသဘောထားပါကျေးဇူးတင်ပါတယ်ဦးတိုးငါမင်းနဲ့အလုပ်လုပ်စရာတခုရှိလို့ ပြောပါတကယ်ကြီး ဒီယတနာတွေကိုငါရောင်းချင်လို့ဒါတွေကငါ့ကိုချင်းသေးကြီးပေးလိုက်တာပါ အေးကြပါဦး ဦးတိုးကလောဘကြီးတဲ့မျက်လုံးတွေနဲ့ယတနာတွေကိုတစ်ဖက်ဖက်ကြည့်နေခဲ့တယ် ဟာဒါကမင်းသားလေးရဲ့ယတနာပစ္စည်းတွေပဲဒီအတိုင်းဆိုရင်မင်းသားလေးကိုတတ်စားလိုက်တာချင်းသေးကြီးဖြစ်ရမယ်အဲ့တော့ငါအခုဘရင်ကြီးစီသွားပြီးသူ့ရဲ့သားကိုတတ်ယတနာတွေကိုလူယူတာကဖိုးစိန်ပါဆိုပြီးသတင်းသွားပို့လိုက်ရင်ဘရင်ကြီးကငါ့ကိုစုတော်ငွေတွေပေးပြီးမြောက်စားမှတေးကြတယ် ဘာတွေစဉ်းစားနေတာတော့ဦးတိုး ဟာမဟုတ်ရပါဘူးဒီမှာပဲခဏလောက်စောင့်ပါနော်ယတနာတွေကိုငါသွားစစ်ဆေးလိုက်အောင်မယ် ကောင်းပါပြီဦးတိုးအဲ့ဒါနဲ့ဦးတိုးဟာဘရင်ကြီးစီကိုထွက်လာခဲ့ပါတယ် အရှင်မင်းကြီးခင်ဗျာဒီဟာတွေကတော့အရှင်မင်းကြီးရဲ့သားပိုင်ဆိုင်တဲ့ယတနာတွေဖြစ်ပါတယ်ဟေးဒါကိုမင်းဘယ်အားရတာတော့လူတယောက်ကကျွန်တော်ဆိုင်မှာဒါတွေကိုလာပြီးကြောင်းနေပါတယ်ကျွန်တော်အထင်မင်းသားလေးကိုလှုပ်ကြံတပ်ဖြတ်သူကသူပဲဖြစ်ရလိမ့်မယ်ဘာကွာကဲဘူးမတွေအဲ့ဒီလူကိုဖမ်းပြီးအချုပ်ထဲထည့်ထားလိုက်လာကိုရင်သူ့ကိုတပ်ပစ်မယ် အဲ့ဒါနဲ့ဘရင်စစ်တီတော်တွေကဖိုးစိန်ကိုဖမ်းပြီးအချုပ်ထဲထည့်လိုက်ကြတယ်ဖိုးစိန်ကတော့အချုပ်ထဲမှာထိုင်ပြီးငိုနေခဲ့ပါတယ်အေးဦးတိုးစီကိုငါမလာခဲ့ရင်ကောင်းသားကွာသူ့ကိုမကယ်ဖို့အတွက်တရိษံတွေကငါ့ကိုအတန်းအတန်းသတိပေးခဲ့သေးတယ်တရိษံတွေကတော့ကျေးဇူးတိတတ်သေးတယ်ကွာဟူးငါအခုဘာလုပ်ရမလဲရုတ်တရက်ဖိုးစိန်ကမွေကလေးနာကင်းကိုသတိရမိသွားတယ်နာကင်းရေငါ့ကိုလာခဲ့ပါအောင်ကွာ အလိုလေးဘယ်လိုဖြစ်ရတာတော့တကယ်ကြီးရေဘာကြောင့်ဒီတဲကိုရောက်နေရတာလဲ အဲ့ဒါနဲ့ဖိုးစိန်ကအကြောင်းစုံကိုရှင်းပြလိုက်တယ် အိုးလောက်ရတယ်ကွာဘာမှမပူပါနဲ့ဒီပြဿနာကိုငါဖြေရှင်းပေးပါမယ် ဘယ်လိုဖြစ်ရှင်းမှာတော့ မိဖုရားကိုငါသွားကြိုက်လိုက်မယ်ဘယ်သမားတော်ကမှသူ့ကိုကယ်တင်နိုင်လိမ့်မှာမဟုတ်ဘူးမင်းသားလျင်မိဖုရားရဲ့နဖူးပေါ်လက်တင်လိုက်မှသူ့တဲ့ကအစိတ်တွေပြေးသွားလိမ့်မယ် အဲ့ဒါနဲ့နာကင်းဟာမိဖုရားရဲ့ခြေထောက်ကိုပေါက်လိုက်တဲ့အခါမှာတော့မိဖုရားရဲ့တကိုယ်လုံးကိုအစိတ်တွေပြန့်နှံ့သွားခဲ့ပါတယ်ဘယ်သမားတော်ကမှမိဖုရားကိုပြောက်အောင်မကူတနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဘရင်ကြီးကအမိန့်ထုတ်လိုက်တယ် ဘယ်သူမဆိုငါရဲ့မိဖုရားကိုပျောက်ကင်းသက်တောင်ကုသပေးနိုင်ခဲ့ရင်အဲ့ဒီလူကိုရွှေတင်းကားတစ်ထောင်နဲ့အိမ်တစ်လုံးစုကြီးမြင့်မယ် အဲ့ဒါနဲ့ဖိုးစိန်ကအဆောင်တွေကိုခေါ်ပြီးမိဖုရားကိုသူကုသပေးနိုင်ကြောင်းပြောပြခဲ့တယ်ဒီလိုနဲ့ဖိုးစိန်ကနန်းတော်ထဲကိုရောက်လာခဲ့တာပေါ့မိဖုရားရဲ့နဖူးပေါ်သူ့ရဲ့လက်ကိုတင်လိုက်တဲ့အခါမှာတော့မိဖုရားကချက်ချင်းနှိုးထလာခဲ့တယ်
အလိုလေထူးဆန်းလိုက်တာဘယ်လိုကုသလိုက်တာတော့ မထူးဆန်းပါဘူးဘယင်ကြီးရေဒါကကျွန်တော်တငယ်ချင်းတွေပေးခဲ့တဲ့စွမ်းအားတွေပါ ကျုပ်နားမလည်ဘူး ဘယင်ကြီးရေတင်ဟာကျွန်ုပ်ကိုအပြစ်မရှိပဲဖမ်းဆီးထားတာဖြစ်ပါတယ် ဒီလိုနဲ့ဖိုးစိန်ကဘရင်ကြီးကိုအကြောင်းဆိုရှင်းပြလိုက်ပါတယ် ဒါဆိုရင်တော့ဦးတို့ကိုဖမ်းပြီးအရေးယူရလိမ့်မယ်ကျေးဇူးပါဖိုးစိန်ရေမင်းကိုရွှေတင်းကတစ်ထောင်နဲ့အိမ်တစ်လုံးစုချီးမြှင့်ပါမယ် ဒီလိုနဲ့လူယုံလေးဖိုးစိန်ဟာအိမ်တစ်လုံးပိုင်ဆိုင်ပြီးချမ်းသာသွားခဲ့ပါတယ်လူယုံမှာဦးတို့ကတော့သူ့ရဲ့အပြစ်တွေအတွက်ထောင်ထဲကိုရောက်သွားခဲ့တာပေါ့လေဒီပုံမြင်ထဲမှာပြောချင်တာကတော့တရိษံတွေဟာကျေးဇူးတည်တတ်ကြတယ်ဆိုရရင်ကူညီတတ်တဲ့သူဟာသူဒုက္ခရောက်တဲ့အချိန်မှာလဲသူ့ကိုကူညီမဲ့သူတွေပေါ်လာတတ်စမြဲဆိုတာကိုပါပဲဟုတ်ကဲ့ပါအခုလိုပညာပေးပုံမြင်တွေနဲ့တရေပုံမြင်တွေကိုပုံမှန်တင်ဆက်ပေးမှာမို့လို့ channel ကို subscribe လုပ်ထားခဲ့ပါနော်အားပေးကြည့်ရှုမှုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်